ကိုအကျိုးကိုတကယ်လိုလားတယ်ဆိုရင်စိတ်ကိုစောင့်ရှောက်ရမယ်အရာဌာန၄မျိုးတို့မှာကာကွယ်စောင့်ရှောက်ရမယ်အရာဌာန၄မျိုးကပါလဲအချင်းချုပ်လေးပဲပြောရမယ်ဆွဲမဲ့เสียအာယုန်နဲ့တွေ့ရင်ငါစိတ်ကိုဆွဲမဲ့ခြင်းဆိုတဲ့တရားတွေမနှိမ့်ဆက်ပါသေးနဲ့လို့အဲ့လိုမျိုးအာယုန်ပြုတ်ပြီးတော့တတိနဲ့စိတ်ကိုကာကွယ်စောင့်ရှောက်ရမယ်စိတ်တူเสียအာယုန်နဲ့တွေ့ရင်ငါစိတ်ကိုဒေါသတွေမနှိမ့်ဆက်ပါစေနဲ့လို့တွေးပြီးတော့စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ရမယ်တွေးပြီးမိုက်မဲเสียကောင်းတဲ့အာယုန်နဲ့တွေ့ရင်ငါစိတ်ကိုတွေးပြီးမိုက်မဲမှုမောဟတွေမနှိမ့်ဆက်ပါစေနဲ့လို့အဲ့လိုတွေးပြီးတော့စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ရမယ်နောက်၄ခုမြောက်ကရင်မှုเสียအာယုန်နဲ့တွေ့ရင်ငါစိတ်ဟာရင်မှုမှုဆိုတဲ့မရတရားရဲ့နှိမ့်ဆက်မှုကိုမခံရပါစေနဲ့လို့အဲ့လိုမျိုးတွေးပြီးတော့စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ရမယ်အရာဌာနပဲနှမျိုးတော့၄မျိုးနော်ရင်မှုဘွယ်အာယုန်မကျေနပ်ဘွယ်အာယုန်မိုက်မဲဘွယ်အာယုန်နော်အစကပါတော့ဆွဲမဲ့ဘွယ်အာယုန်ပေါ့နော်အာယုန်၄မျိုးဟောတယ်နော်လောဘဖြစ်เสียအနေထားဒေါသဖြစ်เสียအနေထားမောဟဖြစ်เสียအနေထားမဒဆိုတဲ့ရင်မှုเสียအနေထားအဲ့ဒီအနေထားကြီး၄မျိုးမှာလောဘဒေါသမောဟမဒတရားတွေမဖြစ်ပါစေနဲ့လို့အဲ့လိုမျိုးတွေးတောပြီးတော့ကိုယ့်ရဲ့စိတ်ကိုအပမာဒဆိုတဲ့တတိတရားနဲ့ကာဝယ်ဆောင်ရှောက်ရမယ်တဲ့အဲ့တော့ခက်တာကဒီတတိမရှိတိုင်းမရှိတိုင်းဒီ၄မျိုးတွေကတစ်မျိုးမဟုတ်တစ်မျိုးဝင်မှာပဲနော်ဘာလို့လဲဆိုတော့ဒီ၄မျိုးဖြစ်ရဖြစ်ကြောင်းအာယုန်တွေကတစ်ခုမဟုတ်တစ်ခုဦးဇင်းတို့မှာတွေ့နေကြရတယ်လောဘဖြစ်เสียအာယုန်ဒေါသဖြစ်เสียအာယုန်မောဟဖြစ်เสียအာယုန်ရင်မှုเสียအာယုန်တဲ့အရန်ပြည့်စုံတာပဲဒီဒေသနာလေးကဟုတ်လားလောဘဒေါသမောဟတွေရက်မနေဘူးနော်ဘယ်ထိဆက်သွားတယ်ရင်မှုထိဆက်သွားတာနော်ဟုတ်လားဒီဟာလည်းပဲနေပေမကျဲဘူးလားကျဲတယ်နော်အများစုကရင်မှုဆိုတာဘယ်လိုနေထားမျိုးမှာဖြစ်များတော့အစဉ်ပြေတဲ့အခါမျိုးမှာဖြစ်များတာပေါ့နော်အပေါ်ယံအစဉ်ပြေမှုလေးတွေကိုပုထုဇဉ်တ attva တွေဟာကြည်ကြည်ပြက်ပြက်မမြင်ကြတဲ့အခါကျတော့အဟုတ်ကြီးထင်ကြတာပေါ့ဟုတ်လားအပေါ်ယံအစဉ်ပြေတည်ကအစဉ်ပြေတာလေးတွေကိုဘယ်လိုထင်နေတာတော့အဟုတ်ကြီးထင်တာပေါ့နော်အဲ့ဒါကပြည့်ပြည့်စုံစုံမမြင်ဘူးဆိုတာရဲ့သက်သေပေါ့တကယ်လို့သာဒကာဓမ္မတို့ဦးဇင်းတို့တွေဟာပြည့်ပြည့်စုံစုံကြည်ကြည်ပြက်ပြက်မြင်မယ်ဆိုရင်တော့ရင်မှုစရာအနေထားဘာမှမရှိဘူးဟုတ်လားဆိုကြပါစို့အခုဘလောက်ပဲစီဝါရေးအစဉ်ပြေကျမ်းမာရေးအစဉ်ပြေဟုတ်လားပညာရေးဘာရေးညာရေးဘလောက်ပဲအစဉ်ပြေအဲ့ဒီအစဉ်ပြေတာကြီးကဘလောက်ကြာမလို့စဉ်းစားပါနော်ချိန်ကြလာတဲ့ခန္ဓာကိုယ်ကမရှုံးမလားပျက်စီးရမှာပဲလေဟုတ်တယ်မဟုတ်လားပျက်စီးပြီးတော့လည်းပဲဘောအမာခံချက်ကဘာတွေရှိလဲလို့မင်းဘာမှမရှိဘူးရောက်ချင်တဲ့နေရာရောက်သွားမှာပဲနော်အဲ့တော့ဒီကိစ္စကိုလည်းဦးဇင်းတို့အများကြီးစဉ်းစားတဲ့နယ်လို့ထင်တယ်ဘာဘူးလို့ဘောအမာခံချက်မရှိတာလဲဆိုဦးဇင်းတွေးမိတာလေးကိုပြောမယ်ဒကာဓမ္မတို့ဦးဇင်းတို့တွေကစိတ်ကိုမနိုင်လို့ပဲစိတ်ကဖြစ်ချင်တယ်လို့ဖြစ်နေတာကိုယ်စိတ်ကကိုဖြစ်ချင်တဲ့အတိုင်းဖြစ်တာမဟုတ်ဘူးကိုယ်စိတ်ကိုကမကောင်းတာမဖြစ်ချင်ဘူးကောင်းတဲ့စိတ်ကလေးပဲဖြစ်ချင်တယ်ဆိုရည်ရွယ်ချက်တော့ရှိကောင်းရှိမယ်ဒါပေမဲ့ကိုယ်စိတ်ကိုမကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်မနိုင်နှင်းသေးဘူးပေါ့နော်များသောဖြင့်ဒကာဓမ္မတို့ဦးဇင်းတို့စိတ်ကဘယ်ပေါ်မှာမူတည်ပြီးတော့အဓိကဖြစ်နေတယ်လို့မင်းအာယုံမှာမူတည်ပြီးတော့ဖြစ်နေတာကိုယ့်လက်ထက်မှာသိမရှိဘူးဒါကြောင့်မနေ့တုန်းကတောင်ကြောင်းမှတောင်ပြောခဲ့သေးတယ်ကိုယ်စိတ်အနေထားကအာယုံပေါ်မှာပဲအဓိကမူတည်ပြီးတော့ဖြစ်နေတာဆိုလိုတာကလောဘဖြစ်เสียအာယုံနဲ့တွေ့ရင်စိတ်ကလောဘဖြစ်သွားတယ်ပေါ့နော်လောဘမဖြစ်အောင်ကိုသိပြီးတော့မတတ်နိုင်ဘူးဒေါသဖြစ်เสียအာယုန်နဲ့တွေ့ရင်စိတ်ကမဖြစ်သွားဘူးဒေါသဖြစ်သွားတယ်ဒီဒေါသကိုကြိုက်ကြိုက်မကြိုက်ကြိုက်လက်ခံရတဲ့အနေအထားမျိုးကြီးပေါ့ငါမကြိုက်ဘူးဆိုတော့လည်းပဲဒီအာယုန်ကကိုယ့်ကိုမဖြစ်နေတော့လောဘဒေါသဖြစ်အောင်အတင်းအကျပ်ခိုင်းနေတယ်လို့မျိုးလုတ်ခိုင်းနေတယ်လို့မျိုးစိတ်ကမဖြစ်နေတော့ဖြစ်နေရမလွန်ဆန်းနိုင်ဘူးပြောရရင်မနိုင်ဘူးပေါ့နော်ဒီစိတ်ကိုဒါခင်ဗျားတို့ကျွတ်တို့ရဲ့စိတ်အခြေအနေကအဓိကပဲပုံမှန်မူတည်နေတာဆိုတော့အာယုန်ပုံမှန်မူတည်နေတာကိုယ့်ပေါ်မှာမူတည်ဘူးအရိယာဖြစ်သွားပြီဆိုတော့မှသာနဲ့သူတို့ရဲ့စိတ်ဟာသူတို့ပေါ်မှာပဲမူတည်